Over gang me take Hey, the gang me take လူပညာမှာလည်းပို့ပြီးတော့အားစိုက်တာကိုသူလိုချင်တယ်ပေးသက်တွေချစ်ခင်မေတ္တာနဲ့အားပေးကြတဲ့အပေါ်မှာကိုယ့်ရဲ့တုံ့ပြန်မှုပေါ့နော်ကိုယ့်ရဲ့ဒါပေးသက်တွေပုံမှာထားတဲ့မေတ္တာပုံမှာကိုယ့်ရဲ့အမှုပညာတွေနဲ့ပြန်လည်ပြီးတော့စ조사ပြီးတော့ပြန်လည်ပြီးတော့ပေးဆက်စေချင်တာပေါ့နော် Hey hey Rema Hey hey Rema Hello ဒီကတော့လေ area ကကျွန်တော်တို့ကဒီရှင်းနောက် area က220ရှိတယ်ရှင် area ဇက်ယုံကြီးကပြီးတော့ခါကြတော့ကျွန်တော်တို့အနံပေါ့နော်ဇက်ခွင် area နဲ့ဆိုရင်တော့120ရှိတယ်ပေးချေပါတယ်ရှင်ပေးတဲ့တက်တောင့်တက်တာလေးနဲ့ကြည့်လို့ရအောင်နောက်ပြီးတော့ရုံငင်ကကိုလည်းဝင်လင်ပြောရင်အများကြီးဟိုပေါ့အများကြည့်လို့ရမယ်တင့်တော်တယ်နော်ရက်ရှည်ကိုကျွန်တော်တို့ကရက်ရှည်တင်ဆက်ရတာဖြစ်တယ်ဆိုတော့ဆယ်ညာစလုံးမှာတားရဲ့ပြည်သက်တွေတားရဲ့မိသားစုတွေပေါ့အားအင်းနဲ့အားနဲ့ကြည့်လို့ရအောင်လို့ဆိုပြီးတော့အားလုံးနဲ့အဆင်ပြေမဲ့နှုံးလေးတွေကျွန်တော်တို့လုပ်ပေးထားပါတယ်တားပေါ်မှာပို့ပြီးတော့ဝင်းရံကြတယ်ပို့ပြီးတော့ချစ်ပေးကြတယ်ပြည်သက်ဆိုဒီနေ့ဆိုရင်9ညမြောက်ပြီးမလေးတို့မြင်တဲ့အတိုင်းပဲဒါရုံ area ကြီးကျဲတဲ့လောက်ကိုလည်းလာပြီးတော့ဟိုပေါ့အားပေးကြတယ်ဝင်းရံကြတယ်အဲ့အတွက်ကိုဒါပို့ပြီးခေါင်းမပြတ်အောင်ပြီးပြရပါတယ်ပီတိဖြစ်တာပေါ့ဆရာမတယောက်အနေနဲ့ပီတိဖြစ်တာပေါ့ရှင်ဟာအများကြီးစူးစမ်းပါတယ်အများကြီးလည်းအားထည့်ထားပါတယ်ပုံမှန်စူးစမ်းတာထက်ဆိုင်ရင်ကိုအပြင်းနဲ့လည်းစူးစမ်းတယ်ဒီမှာတော့ပို့ပြီးတော့များအားထည့်ပြီးပို့ပြီးစူးစမ်းထားပါတယ်ရှင်ဟာ Hey hey Rema Hey hey Rema Hello အကောင်းဆုံးနေတင်ဆက်ဖို့ကတော့ဒါအခုမှမဟုတ်ပါဘူးအမြဲတမ်းလဲဒါသွန်သင်ဆုံးပါတယ်အဓိကတော့သူလည်းအမြဲတမ်းပဲအကောင်းဆုံးကိုသူစူးစမ်းနေတာဖြစ်တဲ့တော့ကိုကတော့လိုအပ်မယ်လို့ထင်တဲ့နေရာတွေကိုအကောင်းဆုံးကြံကြံလေးတွေပဲပြဖြစ်ပါတယ်ရှင်ဟာ Over gang me take Hey the gang me take မကွာချပါဘူးမကွာချဘူးအရင်တုန်းကလည်းဒီစိတ်နေစိတ်ထားကိုကျင့်သုံးတယ်အခုလည်းဒီစိတ်နေစိတ်ထားကိုကျင့်သုံးတယ်သူတစ်ပါးပေါ်မှာအဓိကတော့ပေါ့နော်ဟိုပေါ့အကောင်းမြင်တဲ့စိတ်ကလေးကျင့်သုံးတယ်နောက်ပြီးတော့သူ့မှာကမပြောင်းလဲတဲ့အကြောင်းတရားကအရင်တော့လည်းစူးစမ်းတယ်အခုလည်းစူးစမ်းတယ်နောက်လည်းပို့ပြီးတော့စူးစမ်းမယ်ပေါ့နော်အဓိကတော့စိတ်နေစိတ်ထားဆိုတာတက်ကိုခံယူချက်ပေါ့နော်စိတ်နေစိတ်ထားခံယူချက်ပေါ့ဟိုသူ့ရဲ့အဖွဲ့သူဖွဲ့သားတွေဆိုလဲအားလုံးကိုစူးစမ်းစေခြင်းနဲ့ဟိုနုပညာမှာလည်းပို့ပြီးတော့အားစိုက်တာကိုသူလိုချင်တယ်ပေးသက်တွေချစ်ခင်မေတ္တာနဲ့အားပေးကြတဲ့အပေါ်မှာကိုယ့်ရဲ့တုံ့ပြန်မှုပေါ့နော်ကိုယ့်ရဲ့ဒါပေးသက်တွေပုံမှာထားတဲ့မေတ္တာပုံမှာကိုယ့်ရဲ့အနုပညာတွေနဲ့ပြန်လည်ပြီးတော့စူးစမ်းပြီးတော့ပြန်လဲပြီးတော့ပေးဆက်စေချင်တာပေါ့နော်အဲ့ဒါအဖွဲ့သူဖွဲ့သားပုံမှာလဲသူထားတဲ့စိတ်ဖြစ်စေချင်တဲ့စိတ်သူကိုယ်တိုင်လဲအဲ့ဒီစိတ်တက်နဲ့အညီအဲ့ဒီစိတ်တက်အတိုင်းပဲစူးစမ်းပြီးတော့တုံ့ပြန်ပေးပါတယ်ရှင်ဟုတ်ကြာပြီပေါ့ဟောတားလေးနဲ့ကြာပြီပေါ့တားအကြောင်းတားဘွားကြရပါပဲနားမှာကတော့ဒီထုံးစံတိုင်းပေါ့သူကဒီချဲလိုက်ခဲ့ပေးပါအောင်ဒီချဲဒီပွဲတော့ဒီချဲမရှိလို့မရလို့ပါဒီချဲရှိပေးပါဘာလို့ဆိုတော့ဟိုဘာပဲပြောလေသူ့ရဲ့ဒါမင်းသားတယောက်ရဲ့ပြောမယ်ဆိုရင်အိမ်မက်ပေါ့နော်ပဲခူးမျိုးတော့ပဲခူးပွဲတော်ကြီးမှာဖြတ်တန်းပြီးမှပါဒါမြန်မာနိုင်ငံရဲ့အထင်ကြီးပွဲတော်ရှိတယ်ဖြစ်တယ်အဲ့တော့ဒီပွဲတော်ကြီးကိုဖြတ်တန်းတယ်ဒီပွဲတော်ကြီးပါကပြပြီးမှဟိုအရင်တော့ကဒါဒီလိုတတ်မှတ်ကြတာပေါ့နော်အဲ့တော့မင်းသားဖြစ်တယ်လို့တတ်မှတ်ကြတော့ဆိုတော့သူလည်းဒီပွဲပေါ်မှာရန်သူတို့မိနစ်ခဏလည်းကဖို့စီစဉ်တယ်ဒါပေမဲ့တဘာပေးတဲ့အန်ဒီရဲ့ငလင်းကြီးဖြစ်သွားတဲ့အချိန်မှာသူမကလည်းရဘူးဒီနေ့မှာတော့သူ့ရဲ့အိမ်မက်ကလေးအကောင့်တွေပေါ်ခွင့်ရတယ်အကောင့်တွေပေါ်ခွင့်ရတဲ့အချိန်မှာကျမတို့ကလည်းအခါအခွင့်တင်တဲ့အချိန်မှာလိုအပ်တဲ့အချိန်မှာသူတို့ကလည်းတားဝေစင်ရောတားအောင်စကူရောကကိုယ့်ပေါ်မှာမိခင်လိုရောဆရာသမားလိုရောအမြဲတမ်းစောင့်ရှောက်ပေးဖို့အမြဲတမ်းသူတို့ကရဲလာပေးပါစောင့်ရှောက်ပေးပါလို့ပြောတဲ့အတွက်ကိုလည်းဒါကိုတက်နိုင်တဲ့နေရာကနေပြီးတော့ဝင်းရံပေးပါတယ်တချင်းလေးတွေလည်းတက်နိုင်သမျှဆိုပေးပါတယ်တချင်းဆိုပေးပါအောင်ကပေးပါအောင်ဆိုလေကိုအဆင်ပြေတဲ့နေရာလေးကနေအများတော့မဟုတ်ဘူးပေါ့နော်ကိုအဆင်ပြေတဲ့အချင်းလေးကိုတက်ပြီးတော့ဆိုပေးဖြစ်ပါတယ်ပြီးတော့ဒီနေရာလေးကတော့တားရီဘာလေးကောင်းနေဘယ်နေရာလေးကိုတော့ဘလိုလေးပြောရင်ပို့ပြီးတော့ကောင်းပါတယ်ကောက်ကလေးတွေဆိုလဲတားလေးဒီကလေးတွေတားမကသေးဘူးနော်ဒီကလေးတွေကနေကြီးဆိုလဲနေကြီးပေါ့လက်ချိုးလက်စကလေးတွေအစားသူပုံမှန်တစ်ခါကျလည်းကလေးကမေ့တာလေးတွေရှိရပေါ့ကောက်ကလေးတွေတားဘလိုလေးတွေကရင်ပို့ကောင်းတယ်နော်ခြေထောက်ကလေးဆိုတော့အကြွားလေး
လေးလေအကြွားလေးတွေဝက်လက်ဆိုလဲဝက်လက်ပေါ့နော်ဘလို့လေးကပါဆိုပြီးတော့ကိုတော့လိုတဲ့နေရာလေဒါကတော့အနုပညာပိုင်းနဲ့ပတ်သက်လို့ပြောပြတယ်နောက်ပိုင်းဟောဒီတချို့ပေါ့နော်ဒီဖြောပြတင်ဆက်မှုနဲ့ပတ်သက်လို့လေနောက်ကနေသားအကြံဉာဏ်ကောင်းလေးတွေလိုအပ်တဲ့နေရာမှာအကြံဉာဏ်ကောင်းလေးတွေအများကြီးပြဖြစ်ပါတယ်ရှင်ဒီကတော့လေ area ကကျွန်တော်တို့ကဒီရှင်းနောက် area က220ရှိတယ်ရှင် area ဇက်ယုံကြီးကပြီးတော့ခါကြတော့ကျွန်တော်တို့အနံပေါ့နော်ဇက်ခွင် area နဲ့ဆိုရင်တော့120ရှိတယ်ပေးကျပါတယ်ရှင်အဓိကတော့ကျွန်တော်တို့ကတားရဲ့စေတနာပေါ့နော်တားရဲ့စေတနာကြောင့်နောက်ပြီးတော့ဂျာကြီးပေါ့ကိုကျော်စေရပေါ့အရန်တော်ပါတယ်ပေးသက်ကလေးတွေတက်တောင့်တက်တာလေးနဲ့ကြည့်လို့ရအောင်နောက်ပြီးတော့ရုံရင်ကကိုလည်းဝင်လင်ပြောရင်အများကြီးဟိုပေါ့အများကြည့်လို့ရမယ်တင့်တော်တဲ့နှုံရက်ရှည်ကိုကျွန်တော်တို့ကရက်ရှည်တင်ဆက်ရတာဖြစ်တယ်ဆိုတော့ဆယ်ညာစလုံးမှာတားရဲ့ပြေးသက်တွေတားရဲ့မိသားစုတွေပေါ့အင်းနဲ့အားနဲ့ကြည့်လို့ရအောင်လို့ဆိုပြီးတော့အားလုံးနဲ့အဆင်ပြေမဲ့နှုံးလေးတွေကျမတို့လုပ်ပေးထားပါတယ်အဲ့တော့ခါကျတော့ဒါပြေးသက်ကြီးရှိရလဲတားရဲ့မိသားစုတွေကလည်းပြန်ပြီးတဆင်ကြရပါတယ်ဝမ်းမတ်တတာတွေနဲ့ပြောတချဲဒီလိုလေးဟိုပေါ့ဇက်ယုံအနေနဲ့လည်းကြဲဝင်းဝင်းလေးရှိတယ်တတောင့်တတာလေးလည်းဖြစ်တယ်နောက်ပြီးတော့ဒီရုံဝင်ကအနေနဲ့လည်းဒါ fresh ဖြစ်တဲ့နှုံးလေးလုပ်ပေးထားတဲ့အတွက်တို့10ရက်စလုံးကြည့်နိုင်ပါတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ခါကျပီတိဖြစ်ရတာပေါ့ဘေးသက်တွေကနေပြီးတော့ဒီတို့အပေါ်မှာလုပ်ပေးထားတယ်ဆိုတဲ့စေတနာကိုလည်းတို့မြင်ပေးတယ်ဆိုတော့ကိုရီးယားတော့ဒါကြီးလဲကြီးနဲ့တယ်ပျော်လဲပျော်တယ်သားပေါ်မှာပို့ပြီးတော့ဝင်းရံကြတယ်ပို့ပြီးတော့ချစ်ပေးကြတယ်ဘေးသက်ဆိုဒီနေ့ဆိုရင်9ညမြောက်ပြီးမလေးတို့မြင်တဲ့အတိုင်းပဲဒါရုံ area ကြီးကျဲတဲ့လောက်ကိုလည်းလာပြီးတော့ဟိုပေါ့အားပေးကြတယ်ဝင်းရံကြတယ်အဲ့အတွက်ကိုဒါပို့ပြီးခေါင်းမပြတ်အောင်ပြီးဖြစ်ရပါတယ် နိုင်ငံလုံးမှာရှိကြတဲ့နိုင်ငံတကာမှာရှိကြတဲ့သားကိုအားပေးကြတဲ့သူတွေချစ်ခင်ကြတဲ့ပြည်သက်တွေမိသားစုတွေအားလုံးလည်းဝင်းရံကြပါဦးထပ်ပြီးလည်းချစ်ပေးကြပါသားကလည်းအမြဲတမ်းပြည်သက်တွေအတွက်ကိုတတိအတိအကြီးစွာနဲ့စူးစမ်းမယ်နောက်ပြီးတော့အဓိကတော့သားလေးကိုပြောချင်တာသူကပေါ့သူတို့အမြဲတမ်းလဲတွင်တင်တယ်သူကိုယ်တိုင်လဲတီလာလုံအောင်စူးစမ်းတဲ့မင်းသားလေးဖြစ်တဲ့အတွက်သူ့ရဲ့တီလာကိုလည်းကိုချင်းတရားကိုလည်းပို့ပြီးတော့သိကြတယ်ပြည်သက်ကသူကိုယ်တိုင်လည်းစူးစမ်းတယ်လို့စူးစမ်းတီးဆောက်ထားတဲ့သူ့ရဲ့ကိုချင်းတရားကိုပြည်သက်တွေကသိပြီးတော့ပို့ပြီးဝင်းရံကြတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ဒါအခုလည်းဒီတိုင်းစူးစမ်းတယ်လို့နောက်မှလည်းသူ့ရဲ့တီလာကိုလုံအောင်စူးစမ်းပြီးတော့ပို့ပြီးတော့စူးစမ်းသွားမှာပဲလို့ပြောချင်ပါတယ်ရှင်ကျေးဇူးပါ